ရှေးစွာဖျားခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျွန်တော်နာမည်ကိုမိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်က Iskia အောင်လို့ခေါ်ပါတယ် GBC Gospel Indianapolis North Side မှာPastor Shamuela ဦးဆောင်တဲ့အသင်းတော်မှာအချင်းပြည့်မှုတော်ဆောင်တွေနဲ့ဆက်ကပ်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရန်ငင်းချင်းအကြောင်းဖြစ်တဲ့နှုတ်ကပတ်တော်အဖြစ်အနှဲငယ်လေးမျှဝေချင်ပါတယ်ကျမ်းစာကဒီလိုပြောပါတယ်ယောမခန်းကြီး9ပိုင်းရဲ့19ထဲမှာတယောက်သောသူနားမထောင်သောအဖြစ်လူအပေါင်းတို့သည်အပြစ်ရောက်တည်နည်းသူလို့ကျမ်းစာကဖော်ပြပါတယ်တယောက်သောသူဆိုတာကအာဒံနဲ့ဧဝကိုဆိုလိုခြင်းပဲဖြစ်ပါတယ်အာဒံနဲ့ဧဝကဖျားစကားကိုပယ်ပြီးတော့မှစာတန်စကားကိုနားထောင်လိုက်တဲ့ချိန်ကနေစပြီးတော့မှအပြစ်သားဘဝသူကြဆင်းသွားတဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်စာတန်ဆိုတာကပုံကံတော်သူတနည်းအားဖြင့်ယန္တူလို့လည်းအဓိပ္ပာယ်ရပါတယ်ဆိုတော့ယောဟန်ခန်းကြီး8အပိုင်းငယ်44မှာဘာပြောလဲဆိုတော့တင်းတို့အပတိဟုတော့တင်းတို့မာနတီတင်းတို့အပတိဟုတော့မာနမှာဆင်းသက်လာကြတယ်လို့ကျမ်းစာကပြောပါတယ်ဒါကြောင့်ကျွန်တော်အားလုံးဟာနော်မာနရဲ့သားဖြစ်လာတာဖြစ်တယ်စာရန်သားအလိုလိုနဲ့ဖြစ်လာတာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အာရန်နဲ့ဧဝကဖျားစကားကိုနားမထောင်တဲ့တော့ကြောင့်ပဲဖြစ်ပါတယ်ဖျားစကားကိုနားမထောင်တော့ကြောင့်ကျွန်တော်တို့အားလုံးဟာစာရန်သားသမီးတွေအလိုလိုဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်လဲဖျားနဲ့ကျွန်တော်ဟာယန္တူဖြစ်သွားပါတယ်တသက်လုံးပေါ့နော်ထာဝရကာလအထိကျွန်တော်ဖျားနဲ့ကျွန်တော်ယန္တူဖြစ်သွားတဲ့အကြောင်းကိုနားလည်ရပါတယ်ဖျားခင်ကကျွန်တော်ဖျားခင်နဲ့ကျွန်တော်တို့ဒီရန်သူဖြစ်တော်ငှားလဲပဲဖျားခင်ကကျွန်တော်တို့ကိုအယမ်းချစ်တဲ့အခါမှာဖျားခင်ပြင်ဆင်ပေးတာတခုရှိပါတယ်ဒါကဘာလဲဆိုတော့ယောမအခန်းကြီး9ပိုင်းငယ်8ထဲမှာကျမ်းစာကဒီလိုပြောပါတယ်ငါတို့အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အသက်ကြောင့်တည်ခံတော်မူသည်ဖြစ်၍ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အထင်ရှားစွာပြတယ်လို့ပြောပါတယ်ကျွန်တော်အပြစ်ရှိစဉ်ပင်လို့ကျမ်းစာကပြောပါတယ်ကျွန်တော်ဖြောင်းမလို့မဟုတ်ဘူးကျွန်တော်တန့်ရှင်းလို့မဟုတ်ဘူးကျွန်တော်လုံနိုင်လို့မဟုတ်ဘူးဖခင်ရဲ့ကျေးဇူးတော်အကြောင်းပဲဖြစ်တယ်ဖခင်ကကျွန်တော်အပြစ်ရှိပါလျက်နဲ့ကျွန်တော်ကိုချစ်တာဖြစ်တယ်ယောသုံးအခန်းကြီး16မှာလည်းဒီလိုထပ်ပြောပါတယ်ဘုရားခင်သားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားကိုချစ်တယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်လောကီသားတွေဟာဘုရားမဲ့တရားမဲ့အသက်ရှင်တဲ့သူတွေပါနော်ဘုရားကိုမသိဘူးဘုရားနဲ့လည်းယန္တူဖြစ်တယ်တည်လဲငရဲသွားရမယ့်သူတွေဖြစ်တယ်ဒါပေမဲ့ဘုရားကျေးဇူးတော်အဖြစ်ဘုရားခင်ရဲ့ပြင်ဆင်ပေးခြင်းအဖြစ်ကျွန်တော်တို့ဘုရားသားနော်ဖြစ်ရတော့အခွင့်ဘုရားခင်ကပြင်ဆင်ပေးတယ်ထိုပြင်ဆင်ပေးတဲ့အကြောင်းအရာကဘာလဲဆိုတော့ဘုရားခင်ကကျွန်တော်တို့ကိုဘယ်လိုပြင်ဆင်ပေးလဲဆိုရင်ယေရှုခရစ်တော်အထင်း၌ကျွန်တော်ကိုဗတ္တိဇံပေးဖို့ရန်အတွက်ဘုရားခင်ပြင်ဆင်ပေးပါတယ်ဒါကတော့ကျွန်တော်အားလုံးဒီခရစ်တော်အထင်း၌ဗတ္တိဇံကိုခံဖို့လိုပါတယ်ခရစ်တော်အထင်း၌ဗတ္တိဇံခံခြင်းမရှိဘူးဆိုရင်ကျွန်တော်ဘုရားနဲ့ကျွန်တော်ယန္တူဖြစ်တယ်ယဉ်ငင်းခြင်းလည်းရှိမှာမဟုတ်ဘူးတကယ်လို့ကျွန်တော်တည်သွားတယ်ဆိုရင်တော့မှထာဝရငဲကိုကျွန်တော်သွားရမှာဖြစ်ပါတယ်ခရစ်တော်၌ဗတ္တိဇံဆိုတာကဘာလဲဆိုရင်တော့ယောမအခန်းကြီး6ပိုင်းငယ်3နဲ့4မှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဖတ်ချင်ပါတယ်ယေရှုခရစ်၌ဗတ္တိဇံကိုခံတော်သူရှိသမျှတို့သည်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြသည်ဟုသင်တို့မသိသလောထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအဖြစ်ထိုသခင်နှင့်သူတကြိုချင်းကိုခံရကြ၏အကြောင်းမူကားခရစ်တော်သည်ခမဲတော်၏ဘုန်းတကူအဖြစ်တေခြင်းမှထမြောက်တော်မူသည်နည်းသူငါတို့သည်လည်းအသစ်သောအသက်၌ကျင်လည်ရကြသည်လို့ဖော်ပြပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာခရစ်တော်အထင်း၌ဗတ္တိဇံခံဖို့လိုပါတယ်ခရစ်တော်၌ဗတ္တိဇံခံခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့တည်လဲငရဲပဲသွားမှာဖြစ်တယ်ခရစ်တော်၌ဗတ္တိဇံဆိုတာကခရစ်တော်အထင်း၌ရှိခြင်းဖြစ်တယ်ခရစ်တော်အထင်း၌ရှိခြင်းခရစ်တော်နဲ့အတူအသေးခံခြင်းခရစ်တော်နဲ့အတူမြုပ်နှံခြင်းခရစ်တော်နဲ့အတူထမြောက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်အထင်း၌ဗတ္တိဇံခံမှသာလျှင်ဘုရားခင်နဲ့ကျွန်တော်ထာဝရကျွန်တော်ယဉ်ငိမ့်တော်နိုင်မှာဖြစ်ပါတယ်ချစ်တော်မိတ်ဆွေသင်ဒီနေ့ခရစ်တော်နဲ့ယဉ်ငိမ့်ပြီလားဆိုတာကိုကျွန်တော်မေးချင်ပါတယ်နော်ကျေးဇူးအဖြစ်ဘုရားခင်ကကျွန်တော်ကိုပြင်ဆင်ပေးတယ်ယေရှုခရစ်တော်ထဲ၌ဗတ္တိဇံကိုပြင်ဆင်ပေးပါတယ်ကျွန်တော်ကျေးဇူးအဖြစ်တော့ကျွန်တော်ယုံကြည်တဲ့အခါမှာဘုရားခင်ကသားဖြစ်ရတော့ခွင့်ဘုရားခင်ကပေးတယ်ဒါတွေမကဘဲနဲ့ဘုရားခင်ထိုယေရှုခရစ်အဖြစ်ကျွန်တော်ဒီဘုရားခင်နဲ့မိတ္တဟာရဖွဲ့ရတော့ခွင့်ဘုရားခင်ကပြင်ဆင်ပေးပါတယ်ဒါကယောမအခန်းကြီး9ပိုင်းငယ်30နဲ့17မှာဒီလိုကျမ်းစာကဖော်ပြပါတယ်
အကြောင်းမူကားရန်သူဖြစ်လက်ပင်ဖျားခင်သားတော်အသေးခံတော်မူခြင်းအဖြစ်ငါတို့သည်ဖျားခင်နဲ့မိတ္တဟာယဖွဲ့ခြင်းဂျေဇောကိုခံရသည်မှလျင်မိတ္တဟာယဖွဲ့ပြီးမှအသက်တော်အဖြစ်ကဲတင်ချင်းတို့ရောက်မည်ဟုမျှော်လင့်စရာရှိ၏တဲ့။နောက်ကြောင့်ကျမ်းစာကပြောပါတယ်ကျွန်တော်တို့ကရန်သူဖြစ်လျက်ပင်ပေါ့နော်ဖျားခင်ရဲ့သားတော်အသေးခံခြင်းအဖြစ်ဖျားခင်ကကျွန်တော်တို့နောက်ဖျားခင်နဲ့မိတ္တဟာယဖွဲ့ရတော်ခွင့်ဘုရားကပြင်ဆင်ပေးတဲ့အကြောင်းယောမအခန်းကြီး9ပိုင်းငယ်30ထဲမှာတွေ့ရပါတယ်။လိုပဲနော်ဖျားခင်ရဲ့ပြင်ဆင်ပေးခြင်းအဖြစ်ကျွန်တော်ယေရှုခရစ်တော်ထဲ၌ပြည့်စုံခံပြီးသွားပြီးခရစ်တော်နဲ့အတူနော်ပြည့်စုံခံခြင်းခရစ်တော်နဲ့အတူမြို့နှံခြင်းပြည့်စုံခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းပြည့်စုံခံပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ဟာဖျားခင်နဲ့ယဉ်ကျေးခြင်းအကြောင်းပေါ့နော်ဖြစ်သွားတယ်ဆိုတော့ကိုနားလည်ရတယ်ဒုတိယချက်အနေနဲ့ဘာပြောချင်လဲဆိုတော့ထပ်ပြီးလူချင်းမှယဉ်ကျေးခြင်းအကြောင်းကိုဆက်ပြီးတော့မှကျွန်တော်ထပ်ပြောချင်ပါတယ်အေဖက်ခန်းချင်းနှစ်အပိုင်းငယ်7ကနေ18အထိကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဖတ်ချင်တယ်ထို့အခါသင်တို့သည်ခရစ်တော်ကိုမသိဣသရေလအပေါင်းအသင်းမဝင်ဂတိတော်၌ပါသောပရိညင်တရားနှင့်မဆိုင်မျောလင့်ခြင်းမရှိလောက၌ဖျားမဲ့တရားမဲ့နေကြသည်ကိုအောင်မြင်ကြလောလို့ပြောတယ်သင်တို့သည်အထက်ကဝေးလျက်ရှိတော်လဲတဲ့ကျွန်တော်တို့ဟာဆိုရင်အရင်ကဆိုရင်ကျွန်တော်တို့ဒီခရစ်တော်ကိုလည်းမသိဣသရေလလူရဲ့အပေါင်းအသင်းလည်းမဟုတ်ဂတိတော်နဲ့ဆိုင်တဲ့ပရိညင်တရားနဲ့လည်းမဆိုင်ဘူးမျောလင့်ခြင်းလည်းမရှိဘူးလောကမှာဖျားမဲ့တရားမဲ့ကျွန်တော်တို့အမှုမဲ့မှတ်မဲ့အသက်ရှင်ကြတယ်ကိုလှုပ်ချင်တာကိုလှုပ်ကိုသွားချင်တာသွားကိုစားချင်တာစားနော်ကိုနေချင်တယ်လို့နေကိုကြိုက်လို့အသက်ရှင်ရှုထောင့်ပေါင်းစုံနဲ့ကျွန်တော်အသက်ရှင်နေထိုင်ကြတယ်ဒါပေမဲ့ဂျေဇုတော်အဖြစ်ဘုရားခင်ပြင်ဆင်ပေးတဲ့ယေရှုခရစ်တော်ထဲ၌ကျွန်တော်ဗတ္တိဇံကိုခံတော်သူများဖြစ်ကြပါတယ်ကျွန်တော်ဆက်ဖတ်ချင်တယ်ယခုမှယေရှုခရစ်၌ဖြစ်၍အသွေးတော်အဖြစ်အနည်းသို့ရောက်ကြပြီတဲ့ထိုအသွေးတော်အဖြစ်ပဲဘုရားခင်နဲ့ကျွန်တော်ဒီထာဝရယံသူကနေထာဝရယဉ်ကျေးခြင်းအကြောင်းဖြစ်စေပါတယ်ထိုဘုရားရှင်ဒီနာမတော်တိုင်းဘုန်းကြီးမင်္ဂလာရှိပါစေအဘယ်သို့နည်းဟုမကထိုဘုရားခင်ဒီငါတို့ယဉ်ကျေးခြင်းအကြောင်းဖြစ်တော်မူ၏တဲ့ဘုရားခင်နဲ့လူဆက်ကြားမှာအသက်နဲ့အာမခံပေးပြီးတော့မှနော်အာမခံပေးပြီးတော့မှကျွန်တော်ကိုရွေးနှုတ်ကယ်တင်တဲ့သူကယေရှုခရစ်တော်ပဲဖြစ်ပါတယ်ဖခင်ခင်နဲ့ထာဝရယံသူအဖြစ်ကနေတော်၎င်းလူချင်းယံသူအဖြစ်ကနေတော်၎င်းထိုသခင်အဖြစ်ထာဝရယံသူကနေထာဝရငြိမ်းချမ်းရသောခွင့်ထာဝရယဉ်ကျေးခြင်းအခွင့်ကိုဖခင်ကပြင်ဆင်ပေးတာဖြစ်ပါတယ်ခန်းကြီး15ကိုဆက်ဖတ်ချင်ပါတယ်ဝိနည်းအထုံးအဖွဲ့နဲ့ဆက်ဆိုင်သောပြည့်တရားတည်ဟူသောယံမျိုးဖွဲ့ခြင်းအကြောင်းကိုခန္ဓာတော်အဖြစ်ဖယ်ရှင်းတော်မူသည်ဖြစ်တဲ့ဝိနည်းအထုံးပွဲဆိုတာကတနည်းအားဖြင့်ဒလိထုံတန်းစင်အလာယူအစနော်အယူတည်မှုများခံစားချက်တွေကိုဖော်ပြခြင်းပဲဖြစ်ပါတယ်ပန်းချလက်ရှိသောဥဒ္ဒတိုင်းနယံကိုဖြိုဖျက်၍ပန်းချလက်ရှိသောဥဒ္ဒတိုင်းနယံဆိုတာကကျွန်တော်တို့နော်ပန်းချလက်ရှိသောဥဒ္ဒတိုင်းနယံဆိုတာလူမျိုးရေးကိုဆိုလိုခြင်းပဲဖြစ်ပါတယ်လူမျိုးရေးပေါ့နော်လူချင်းလူဖျားခင်ရဲ့အမြင်မှာလူမျိုး2မျိုးပဲရှိပါတယ်ဒါကတော့သူ့ရဲ့လူမျိုးတော်တွေဖြစ်တဲ့ဣသရေလလူမျိုးတွေနဲ့နော်ကျွန်တော်တို့တပါးမျိုးသားဖြစ်တဲ့ကျွန်တော်တို့လူသူတွေပဲဖြစ်ပါတယ်ကျွန်တော်ကတော့နော်လူချင်းကချင်ကရားကရင်ချင်းစသဖြင့်လူချင်းမှာအတီးတီးပေါ့နော်နာမည်ရကျွန်တော်ခေါ်နေကြတယ်ဒါပေမဲ့ဖျားခင်အမြင်မှာနော်လူမျိုးတစ်မျိုးပဲဖြစ်ပါတယ်ဣသရေလလူမျိုးတွေနဲ့တပါးမျိုးသားတို့ပဲဖြစ်ပါတယ်လူမျိုးနှစ်စုကိုတစုတည်းဖြစ်စေပြီးဖြစ်တယ်အခုကဖျားခင်ခွဲထားတဲ့အရာတွေကိုပြန်ပြီးတော့မှကျွန်တော်တို့လူတွေကပြန်ပြီးတိဆောက်ကြတယ်ငါလူမျိုးသူ့လူမျိုးဟိုအသင်းတော်ဒီအသင်းတော်စသဖြင့်ကျွန်တော်တို့စသဖြင့်ပေါ့နော်ဖျားခင်ကပေါင်းစည်းတဲ့အရာကိုကျွန်တော်တို့ကပြန်ပြီးတော့မှတိဆောက်ကြတယ်ပြန်ပြီးတော့မှလူမျိုးရေးနော်လူမျိုးရေးနဲ့ဖွဲ့တဲ့အသင်းတော်တွေလူမျိုးရေးနဲ့ပေါင်းစည်းတဲ့အသင်းတော်တွေလောကမှာအများကြီးရှိပါတယ်တချို့ကလူမျိုးရေးအသင်းတော်မှာပါဝင်တဲ့သူတွေဆိုရင်တမန်တရားမှာမရှိဘူးတမန်တရားလည်းအဲ့ဒီထဲမှာမရှိဖျားလည်းအလုံးမလုံးနိုင်ဘူးလူမျိုးရေးနဲ့ဖွဲ့တဲ့အသင်းတော်မှာအဲကြောင့်မိတ်ဆွေတင်လူမျိုးရေးအသင်းတော်မှာပါတယ်ဆိုရင်တင်မြန်ဆုံးထွက်ပါလို့ပြောချင်ပါတယ်အဲကြောင့်လူမျိုးရေးအသင်းတော်မှာလူမျိုးရေးနဲ့ဖွဲ့တဲ့အသင်းတော်ကဖျားကောင်းကြီးမပေးဘူးဖျားကလည်းအလုံးမလုံးဘူးဘာကြောင့်လဲဆိုတော့သူတို့ကဘောင်ခတ်ထားတယ်ဖျားခင်ရဲ့လုံနိုင်ခြင်းကိုသူတို့ကအစီတာလုတ်ပလိုက်တယ်
လှုပ်လိုက်တော့ဖျားခင်လှုပ်ချင်နိုင်တယ်လို့သူတို့မလှုပ်နိုင်ဘူးအဲကြောင့်သူတို့ကဟိုအကြောင်းပြချက်ပေါ့နော်ပေးတတ်တယ်ဒါကဘာလဲဆိုတော့ငါတို့လူမျိုးတွေကနော်ဥစားအသက်ကြီးရွယ်တွေကစသဖြင့်ပေါ့ဟိုမြန်မာစကားမတတ်ဘူးစကားမပြောတတ်ဘူးနားမလည်ဘူးဆိုပြီးတော့မှသူတို့ကအကြောင်းမျိုးပြတတ်တယ်ကောင်းပါတယ်ဒါမကောင်းဘူးလို့မဟုတ်ဘူးဒါပေမဲ့ဖျားခင်မြေမှာလူမျိုးရေးခွဲခြားခြင်းမရှိပါဘူးเนาะကျမ်းစာကပြောပါတယ်เนาะယေရှုခရစ်တော်၌ယူဒလူဖြစ်စေဟေလသလူဖြစ်စေဂျုံဖြစ်စေလူဖြစ်စေယောက်ျားဖြစ်စေမိန်းမဖြစ်စေပေါ့เนาะအားလုံးကတကူထဲမှာပိဋကဆန်ကိုခံကြတယ်လို့ကျမ်းစာကဖော်ပြပါတယ်အဲကြောင့်ခရစ်တော်ဖျားခင်အမြင်မှာကျွန်တော်ကလူမျိုးတစ်မျိုးပဲဖြစ်ပါတယ်အဲကြောင့်ဒိုင်းကနာနဲ့ဖွဲ့တဲ့အသင်းတော်တွေမှာသူတို့ဘာတွေလုပ်လဲဆိုတော့เนาะသူတို့ကအပျော်ပါလုပ်ကြတယ်ကလေးတွေကိုပျော်ပါပျော်အောင်သူတို့ကလုပ်ပေးတယ်ပြီးရှင်တော့အတင်းတော်မှာဖန်နီရှာပြီးတော့မှရတဲ့ပတ်စံနဲ့နော်အစားတောက်တွေချက်ကြဟိုရောင်းကြဒီရောင်းကြနဲ့နော်ဖះဘုံတော်မထင်ရှားဘူးနော်သူတို့ရဲ့အတင်းတော်မှာပျော်ဖို့အတွက်ပဲသူတို့လုပ်နေတာဖြစ်တယ်တချို့ကလည်းရှိသေးတယ်ဒီတစ်နှစ်မှာတစ်ခါလာဒါမှမဟုတ်တော့6လမှာတစ်ခါလာဟိုအတင်းတော်နဲ့ဒီအတင်းတော်ဘောလုံးပြိုင်ကြတာတို့ဘောလုံးကန်ကြတာတို့နော်စသဖြင့်ရှိပါတယ်ဒါတွေကတမာတရားနဲ့မညီဘူးလေနော်ဆိုတော့တမာတရားနဲ့ညီအောင်တက်ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်ဒီလိုအသင်းတော်တွေမှာဘုရားခင်ဘယ်တော့မှအလုပ်မလုပ်ဘူးဆိုတာကိုသိရတယ်ဒါကြောင့်သင်ကဒီသူတို့မလုပ်တာကဘာတွေလဲဆိုတော့သူတို့အသင်းတော်မှာတက်တည်ခံခြင်းမရှိဘူးနော်နှုတ်ပတ်တော်တမာတရားစစ်မှန်တဲ့တမာတရားမရှိဘူးပြီးလို့ရှင်တော့အထူးသဖြင့်လူတွေကိုရန်ငိမ့်စေတဲ့ဧဝံဂေလိတရားလည်းသူတို့မလုပ်ဘူးအဲကြောင့်ဒီလူမျိုးရေးအသင်းတော်မှာမပါမိဖို့ရန်အတွက်ကျွန်တော်တိုက်တွန်းခွန်အားပေးချင်ပါတယ်ဖခင်ခင်ကတော့လူနှစ်စုကိုတစုတည်းဖြစ်စေပြီးပြီဆိုတာကိုနားလည်စေချင်ပါတယ်ခန်းကြီး16ကိုဆက်ဖတ်ချင်တယ်ကိုရိုနာထိုလူနှစ်စုတို့ကိုလူတစ်တကူတည်းဖြစ်စေ၍ပြင်ဆင်၍တလုံးတဝတည်းဖြစ်စေပြီးတော့ထိုလူစုတို့ကိုလဝါကားတိုင်တော်အဖြစ်ရန်ကိုတပ်ဖြတ်လေတဲ့ဘုရားခင်နဲ့မိသားရပွဲစီမိအကြောင်းဒီလို့ပြောတယ်ဒါကြောင့်ခရစ်တော်၌တလုံးတဝတည်းဖြစ်ကြပြီဖြစ်တယ်ခရစ်တော်အထဲ၌ခုနပြောလို့ယူဒလူမရှိဘူးဟေလသလူမရှိဘူးလူလွတ်မရှိဘူးယောက်ျားမရှိဘူးမိန်းမမရှိဘူးအားလုံးဟာဒီယဉ်ငင်းချင်းတည်ဟူသောဧဝံဂေလိတရားအဖြစ်အားလုံးဟာတလုံးတဝဖြစ်တဲ့အကြောင်းကိုနားလည်ရတယ်အားလုံးဟာဧဝံဂေလိတရားအဖြစ်ကျွန်တော်ရန်ငိမ့်ပြီးသွားပြီဖြစ်တယ်ထိုခရစ်တော်သည်လည်းကြွလာ၍ဝိလျက်ရှိသောငါတို့အား၎င်းသင်တို့အား၎င်းနီးလျက်ရှိသောငါတို့အား၎င်းရန်ငင်းချင်းတရားတည်ဟူသောဧဝံဂေလိတရားကိုဟောတော်မူ၏တဲ့ဝိလျက်ရှိသောဆိုတာကျွန်တော်ကိုပြောခြင်းပဲဖြစ်တယ်နီးလျက်ရှိသောဆိုတာကဣသရေလလူမျိုးတွေကိုပဲပြောခြင်းဖြစ်တယ်အရင်ကဆိုရင်တပါးမျိုးသားတွေကိုသူတို့ကဘယ်လိုမြင်လဲဆိုတော့ဒီခွေးလို့ပေါ့နော်အမြင်ခံရတယ်စာမာသဲခန်းကြီး15ပိုင်းငယ်26 29မှာတွေ့ရမှာဖြစ်တယ်တိရစ္ဆာန်တို့လည်းကျွန်တော်ကိုအမြင်ခံရပါတယ်ဒါကတော့တမန်တော်ခန်းကြီး30ပိုင်းငယ်12 14ဒီမှာဖော်ပြထားပါတယ်ဒါကြောင့်ဧဝံဂေလိတရားအဖြစ်ယခုဆိုရင်ကျွန်တော်ဟာအာဗြဟံအမျိုးနော်မင်းစည်းစိမ်ရှိသောမျိုးယိဘရဟိမျိုးဖယားမျိုးဖြစ်သွားတာဖြစ်တယ်ဒါကဘာကြောင့်လဲဆိုတော့ဧဝံဂေလိတရားတည်ဟူသောယဉ်ငင်းခြင်းတရားကြောင့်ပဲဖြစ်ပါတယ်။အဲကြောင့်လူချင်းမှာကျွန်တော်တို့ယဉ်ငင်းဖို့ရအတွက်လိုအပ်ပါတယ်။တချို့ကတော့အမှုတော်ဆောင်ဖြစ်ပါလျက်နဲ့ဆရာဖြစ်ပါလျက်နဲ့အသင်းတော်ဥက္ကဋ္ဌဖြစ်ပါလျက်နဲ့ယုံကြည်သူဖြစ်ပါလျက်နဲ့နော်တရားနဲ့တရားယဉ်မငိမ့်နိုင်ဘူး။တရားနဲ့တရားယဉ်ညှိုးထားနေတော့မိသားစုမှာဖြစ်စေအသင်းတော်မှာဖြစ်စေနော်ယဉ်မငိမ့်နိုင်ပဲနဲ့အညှိုးထားအသေးထားပြီးတော့မှကျွန်တော်တို့တရားနဲ့တရားအကုန်ပြိုင်နေတော့မှဖြစ်တယ်။ဒါမဲ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်အားလုံးဟာတယောက်နဲ့တယောက်ကြားယံတော်၎င်းဖျားခင်နဲ့ကျွန်တော်ယံတော်၎င်းယေရှုခရစ်အသေးခံခြင်းအားဖြင့်ကျွန်တော်ထာဝရကာလယဉ်ငင်းသွားပြီဆိုတာကိုဒီနေ့ကျွန်တော်ပြောပြချင်တယ်ဒီနေ့တယောက်နဲ့တယောက်နော်အထူးသဖြင့်တော့ကျွန်တော်ယဉ်ငင်းခြင်းတည်ဟူတဲ့ဒီဧဝံဂေလိတရားကိုကျွန်တော်ရှိတဲ့နေရာမှာပြောကြားဖို့ရန်အတွက်ကျွန်တော်ခွင့်အားပေးချင်ပါတယ်။ကျောင်းတော်တို့ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။